Hello ပေးရမှာတငယ်ချက်တွေနဲ့တပိုးတီထောင်လေးလှုပ်ဆောင်ကြမှာဖြစ်ပါတယ်။စောသူတွေပဲဖြတ်တတ်ဘူးတဲ့ lifestyle ဘာညာဖို့ကွာဟာဟာဟာမျိုးတီလေးဆက်လေးစိတ်ထားပါတော့။ပဲတီကစိုးရဲနဲ့ခရမ်းချင်တီကလည်းမပါမဖြစ်ပါ။ဒါလေးကတော့အဖွဲလိုက်ကျွတ်သူဖြစ်တွေဝိုင်းနွာကြပါတယ်။ဒါကတော့ချစ်ထားပြီးသားတမိုတီလေးပါ။လူကလည်းများနေတော့မများချစ်ထားလိုက်ပါတယ်။ခုဆိုရင်အစာပလာလေးတွေကလည်းစုံနေပြီးလှုပ်ပြီးသွားပြီးဆိုတော့စပြီးတော့တုပ်ပါတော့မယ်။တငယ်ချင်းဟီဟီလေးကနေမှတငယ်ချင်းတွေအားလုံးကိုလှုပ်ကြွေးတာပဲဖြစ်ပါတယ်။သူ့လက်ရလေးကိုစားကြရမှာပါ။အဆောင်မှာနေတော့ပြင်းတိုင်းတငယ်ချင်းတွေနဲ့လှုပ်စားကြရပါတော့။ဒါလေးကတော့အဆက်အဟတ်တွေထက်နေပါပြီ။လမ်းကြားရည်တွေထက်နေပါပြီ။ဒီမှာတမောတီလေးပါ။ပဲပြားရည်တွေညှစ်ပါတယ်။ပဲပြားရည်ညှစ်ပြီးရတခွားတီးတွေကစုံရွံ့တွေထည့်ပါတယ်။ဒါလေးကတော့မုတ်ဖက်ပါမုတ်ဖက်နဲ့ရောစားကြမှာပေါ့နော်မုတ်ဖက်နဲ့စားရတဲ့ရတာတော့ကောင်းပါတယ်အစာပလာတွေကိုထဲလိုက်ပါပြီရှင်သူမစတင်နေပါပြီခဏနေကြရပါတော့မယ်ရပြီးထည့်ပေးနေပါပြီဆော်လို့ကတော့အရန်ကောင်းပါတယ်ခုကြည့်နေတဲ့သူတွေတည်ရကြပါရှင်ကျေးဇူးတင်ပါတယ် bless you